ကိုလင်းရရောက်ပြီဆိုတာနဲ့လူရင်းအဆက်ရအပြည့်ဖြစ်တဲ့ operation နဲ့မှာဘလောက်တော့ update ရှုံးနေလဲဆိုတော့အတူတူလိုက်ကြည့်ပေးပါအောင်ရှင်။ဘုံမြင့်တွေ့နေရတော့ slide window တွေဆင်းနေနေရပဲဖြစ်ပါတယ်ရှင်။ slide window တွေကဆိုရင်တော့ပေါ့နော်လူကြိုက်အများဆုံးအသုံးအများဆုံး window တွေပဲဖြစ်ပါတယ်ရှင်။ slide window လေးတွေကိုလှပအောင်တည်တက်အောင်နဲ့ထုတ်လုပ်ပေးနေရတော့ဒီ slide window အဖွဲ့ပဲဖြစ်ပါတယ်ရှင်။ slide window တော်တော်များများကတော့ဘယ်မှာသုံးကြလဲဆိုရင်အထက်မြင့်အစာအုပ်တွေတိုက်တိုက်နဲ့တိုက်အရန်နေတဲ့အခါမှာအဖွင့် window သုံးလို့အဆင်မပြေတဲ့နေရာမျိုးတွေမှာဆိုရင်တော့ slide window လေးတွေကိုအသုံးများပါတယ်ရှင်။ဒါကတော့ပေါ့နော်ရွှေမစ်တစ်ကအသစ်ထပ်ဝယ်လိုက်တဲ့ chemical ဆက်ကြီးပဲဖြစ်ပါတယ်။အခုဆိုရင်တော့ chemical ဆက်ကြီးနှလုံးရှိပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ချစ်ကကာတွေကို order ရက်ချင်းတွေကိုပို့ပြီးတော့ပေါ့နော်မြန်ဆန်အောင်ထုတ်လုပ်ပေးနိုင်ပြီပဲဖြစ်ပါတယ်ရှင်။ဒါကတော့ဖွင့် window တွေဆင်နေရပဲဖြစ်ပါတယ်ရှင်။အဖွင့် window တွေဆိုရင်လည်းပေါ့နော်ပတ်တာတွဲတဲ့အခါမှာဆိုရင်ပတ်တာပြုတ်ထွက်ခြင်းမရှိသေးရင်ညီရှိမှခိုင်ခန့်စေရန်အတွက်တက်မာတာအင်ကညင်သားကိုပေါ့နော်ဒီ profile တွေအောက်မှာဆိုရင်အမှာကန်အနေနဲ့ထည့်သွင်းပြီးတော့အသုံးပြုပေးထားပါတယ်ရှင်။အကောင်းဆုံး quality နဲ့တကားတွေကိုလိုချင်နေဆိုရင်တော့ရွှေမစ်တစ်ကိုသာဆက်သွယ်လိုက်ပါတော့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ညီမတို့ရွှေမစ်တစ်ပြည့်ရတဲ့မင်ဝေပဲဖြစ်ပါတယ်ရှင်